ဒီနေ့မှာတော့ညာမို့ပေါ့နော်ညာစကောက်ယူမို့စွတ်မို့ပေါ့စွတ်မို့ချက်မှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့ချက်သွန်နီဖြူမြို့ပြီးအနီအနံပဲစားချုံမို့အရောင်နဲ့မုံနဲ့ QC ရဲ့ပြီးလို့ရှိရင်ဒီကစွန်ရွက်လေးပါမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဒါချက်သွန်ဖြူစီတက်ဖို့အတွက်ချက်သွန်နီစီတက်ဖို့အတွက်ချက်သွန်နီအဖြူကိုပပလေးပြီးပါမယ်တော့ဒါချက်သွန်အနီကိုအရင်ဆုံးစီတက်မှာပါနော်ချက်သွန်အနီဖြူစီတက်ပါမယ်အာရဲသွားအောင်ဒီတက်ဆရာမလို့ပေါ့ခဏနုံနုံလေးပေါ့ကျွန်တော်အညာတော့သူတောင်းတာချက်တဲ့ကျွန်တော်အညာချက်လေးပေါ့လွယ်လွယ်လေးနဲ့စီတက်တော့အမီယာ120နဲ့စီတက်ပါမယ်နုံးသွားအောင်ချက်တော့အနံပြပြီးတော့နုံးသွားအောင်ပြီးဆိုရင်ရပြီပေါ့နော်အကြောင်လေးနည်းနည်းရဲလာပြီဆိုလို့ရှိရင်ကျွန်တော်ဒီကအကြောင်လေးမဟုတ်အနည်းငယ်ထည့်ပါမယ်အဲဒီအကြောင်လေးတာတော့လိုခဏနုံလေးအနေထားလေးဆိုလို့ရှိရင်ရပြီပေါ့နော်ဒီကဒါဆိုလို့ရှိရင်စီတက်တာအဆင်ပြေပေါ့ဒီအများကြီးရှင်းနေအောင်တက်လို့လည်းသိပြီးအဆင်ပြေပေါ့နော်ခဏနုံအနေထားလေးဆိုရင်ဒါကျွန်တော်တို့ဒါမိုးချောက်ပေါ့နော်မိုးပေါ့စမိုးအချောက်ပေါ့နော်စမိုးအချောက်ကိုရေးစိမ်းထားတာကိုကျွန်တော်ထည့်ပါမယ်စမိုးချောက်ရေးစိမ်းထားတာထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ယူရီးယားငပိပေါ့နော်ဒါယူရီးယားငပိဒီမြန်မာငပိမရတော့ဒါယူရီးယားငပိပေါ့ဒီကယူရီးယားငပိတုံးပါမယ်ယူရီးယားငငပိပေါ့နော်ကျွန်တော်တို့ဒါယူရီးယားငငပိအနေငယ်ထည့်ပါမယ်ယူရီးယားငငပိအနေငယ်ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါချုံမို့ကျွန်တော်တို့အနေငယ်ထည့်မယ်ကျွန်တော်တို့စားအနေငယ်ထည့်မယ်အရသာတွန်းတာပေါ့နော်ငါးရယ်ငပိရယ်ချုံမုံရယ်စားအနေငယ်ကျွန်တော်တို့အဲ့အတွက်ကမှကျွန်တော်တို့ဒီဘိုင်းမနာအောင်တို့ဒါမြုပ်ပြီးအနှံလေးနဲ့အစိမ့်နှံလေးနဲ့ပေါအောင်အဆက်လေးနဲ့နည်းနည်းလေးရှိန်တိတ်တိတ်လေးဖြစ်အောင်ဆိုပြီးတော့ဒီဒါမြုပ်ပြီးထည့်ပါမယ်ဒီကိုကျွန်တော်တို့ဒီအနေတော်လေးတွေကျွန်တော်တို့အဆောင်ပေးဆောင်လေးတွေပြီးပါမယ်အနေတော်လေးတွေကျွန်တော်တို့ပြီးပါမယ်လေးတွေရုပ်တီးရကျွန်တော်တို့နှစ်ခါထည့်မှာပါနော်ပထမစီတက်တော့မှကျွန်တော်တို့အမိုးလူအောင်ချက်တော့မှကျွန်တော်တို့တစ်ခါနဲ့ပြီးရင်နောက်တစ်ခါကစုံရွက်ထည့်တဲ့အချိန်မှာကျွန်တော်တို့တစ်ခါဆိုကျွန်တော်နှစ်ခါထည့်ကြပါမယ်နှစ်ခါထည့်ကြပါ
စီတာတုံးကြတော့ကျွန်တော်တို့ဒီနိုင်လက်ပါအောင်နည်းနည်းလေးရှင်းတည်းနဲ့ဖြစ်အောင်နောက်တစ်ခါကစုံရက်ထဲတုံးကြတော့မျိုးပြီးအနှံလေးလည်းပို့ပြီးမွေးတော့ချက်သွန်ပြည့်ရဲ့မျိုးပြီးရဲ့နည်းနည်းပဲနောက်တော့မှထည့်ပါနော်အရင်ဆုံးကျွန်တော်နည်းနည်းပဲဒီပေါ့နော်မျိုးပြီးအရင်ထည့်မယ်ဒါဆိုရင်ကျွန်တော်တို့ပြီးထားတဲ့ရုပ်ပြီးဒီထည့်မယ်ပေါ့နော်ထည့်လိုက်ပြီစီတာတော့မှာခီးစီနည်းနည်းထည့်ပါမယ်ညာချက်ပေါ့လောလောကူညာချက်ပေါ့ညာချက်လေးပေါ့နော်ညာမိုးပစုံချက်လေးကျွန်တော်တို့ဒီအနံမွေးစီပုံပေါ့နော်အနံမွေးစီပုံပြီးတဲ့အချိန်ကစုံရက်ထည့်ပြီးသွားရင်ကျွန်တော်တို့ဒီအနံမွေးစီပုံဖြစ်တာနန်းနန်းပင်ရဲ့ချက်သွန်ပြူရဲ့ကျွန်တော်တို့ဒီငရုတ်သီးစရိတ်ဒီငရုတ်သီးစင်ပြီးထားတဲ့ဒီအနီးရဲ့ကျွန်တော်တို့ဒါနောက်ဆုံးအပိတ်မှာကျွန်တော်တို့ထည့်မဲ့အတွက်ဒါဆိုရင်ဒါအရင်ပြင်ဆင်ပြီးတော့တီးထားတာပေါ့နော်ထည့်ပြီးအနံ့မွေးဖို့အတွက်ပေါ့အနံ့အတွက်ပေါ့ကျွန်တော်တို့ဒါအနံ့ပင်ရဲ့ဒီမီလိုပြီးစိအနီရဲ့ချက်သွန်ပြူရဲ့ကျွန်တော်တို့ရန်ပြန်ပြင်ဆင်ထားတာပေါ့နော်ဒီပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာပေါ့နော်ဒီခွက်တစ်ခုလေးကိုကျွန်တော်ထည့်လိုက်ပါမယ်ဒါဆိုရင်ဒါပြင်ဆင်ပြီးသားရတာခွက်တစ်ခုတည်းမှာဒါနောက်ဆုံးပိတ်အုံးနဲ့အစလေးအရှိန်တည်းလေးထည့်ပါပါကဲဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီကစုံရွက်ကျွန်တော်တို့စလီမယ်ပေါ့နော်ကျွန်တော်ရလီမယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဒါဆွေးရတဲ့လီးပြီးသွားပြီနော်အဲလိုချင်တဲ့အရွယ်စားလေးတွေဒါလီးပြီးသွားတဲ့အနေထားမျိုးတွေပြီးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဆွမ်းနာကစီတက်ထားတဲ့စီတက်ပြီးတော့ကျွန်တော်တို့ထည့်ထားတဲ့မိုးကိုကျွန်တော်တို့ပူချင်းကျွန်တော်တို့220ဒီဂရီနဲ့ကျွန်တော်တို့ဒါပြန်ပြီးတော့စူအောင်ပွားအောင်ကျွန်တော်တို့ဒါပြန်ပြီးတော့ပူပေးမယ်ပေါ့နော်အခုနေထားတော့စီပြန်နည်းနည်းရေတွေကျွန်တော်တို့ရေနွေးတွေကျွန်တော်တို့နည်းနည်းထည့်လိုက်ဒါရေသုံးရင်ကျွန်တော်တို့ဟင်းချက်ရဲ့ရေနွေးပဲသုံးတယ်ပေါ့နော်အဲဆိုတော့ရေနွေးပဲသုံးတာမရတော့ဒါရေနွေးတွေကျွန်တော်တို့ထည့်လိုက်မယ်အခုဆိုရင်ဒါအရှိတဲ့ကျွန်တော်တို့အရသာတက်လာပြီပေါ့နော်ဒါလိုမိုးလေးတွေနူးတာတွေလီယာပြင်းပြင်းနဲ့ကျွန်တော်တို့ပွက်ပွက်ဆူးနေတယ်ကျွန်တော်တို့လီယာအချိန်ပြင်းနဲ့220ဒီဒီနဲ့အချိန်ပြင်းတဲ့အချိန်မှာကျွန်တော်တို့ဒါအစွမ်းရွက်တွေအုပ်ပါတော့။ရွက်တွေစားပြီးအုပ်တယ်။အစွမ်းရွက်တွေဒီပြင်းပြင်းနဲ့ကျွန်တော်ပစံရွက်စားပြီးကျွန်တော်အုပ်ပါတော့။
တစ်ခါတော့ကြာမှာပေါ့နော်လူအနေထားလေးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါကစုံရက်တလူအနေထားလေးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါရေးတယ်ကျွန်တော်တို့ဒါအတင်းတင်ပေါ့နော်ဟုတ်ကဲ့ရေးကတ်လေးပေါ့ဒီချင်အတင်းတင်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒါဆွနာကကျွန်တော်တို့ထည့်ထားတဲ့နောက်ဆုံးကျွန်တော်တို့အနက်ထည့်မယ်အရာတိုင်းယူပြီးစိမ့်ရင်းနဲ့အဲ့တော့ချက်သွန်ပြူနံပါတ်လေးကျွန်တော်တို့ထည့်ပါကျွန်တော်တို့ကလည်းအနက်မွေးကောင်ယူပြီးစိမ့်ရင်းနဲ့နံပါတ်လေးနဲ့ကျွန်တော်ထည့်လိုက်အုပ်လိုက်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့ဒါရန်စားလို့မိန်နဲ့ကျွန်တော်တို့လွယ်နဲ့အမြန်ချက်လို့ရတယ်ကျွန်တော်တို့မှုပစုံကျွန်တော်တို့ဟင်းလေးတစ်ခွက်တော့ကျွန်တော်ပြီးသွားပြီပေါ့နော်ဒါအညာအမှုစွတ်မှုပေါ့နော်မှုစမှုပစုံလေးတစ်ခွက်ကတော့ပြီးသွားပါပြီအရန်စားလို့မိန်ပါတယ်လွယ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်အခုဆိုရင်ဒါအရန်ကိုစားလို့မိန်နဲ့အရန်နဲ့မြန်မာတွေအကြိုက်အရန်ဖြစ်တဲ့ကျွန်တော်တို့ဒီကမှုပစုံစွတ်မှုပေါ့နော်စွတ်မှုကောက်ရုံးမှုလို့လည်းခေါ်ကြတာပေါ့နော်